နှောင်းလို့လိုမျိုးနေ့လည်နေ့ခင်းဆိုရင်ဘာစားရမှန်းမသိတဲ့လူတွေအတွက်အခါရိုးရာစကောထမင်းလေးလာပြောပြပါမယ်ရှင်ဒီနေ့ကတော့နှောင်းလို့တကယ်ချင်းနေစားဖြစ်တဲ့စကောထမင်းလေးပေါ့နော်စကောထမင်းဆိုလို့ရှိရင်လည်းလေတကယ်ချင်းနေ9ယောက်6ယောက်လောက်စုစားမှပဲကုန်မှာပေါ့နော်တယောက်တည်းဆိုလို့ရှိရင်တိတ်ပြီးတော့မစားဖြစ်ဘူးသူ့ဆိုင်လေးရဆိုလို့ရှိရင်လေရှမ်းရုံးမကွင်းရှိမှာဆိုလို့ရှိရင်ညနေ4 နာရီနောက်ပိုင်းလောက်ဆိုရင်စပြီးတော့ရပြီပေါ့နော်တကယ်လို့မှအဲ့ရှိမှာဖြတ်သွားဖြတ်လာဆိုလို့ရှိရင်နှောင်းလို့ကိုယ်တိုင်ဆိုလို့ရှိရင်လည်းတစ်မျိုး2မျိုးလောက်တော့စားဖြစ်တယ်ပေါ့နော်ဒီလိုဟင်းနေစုံလင်ကကြတော့တကယ်ချင်းနေစုပြီးစားဖြစ်မှပဲကုန်မှာပေါ့နော်သူ့မှာကလေအရတာလေးတွေလည်းတော်တော်လေးကိုကောင်းတယ်သိလားလှုပ်ပြီးတဲ့အမကလေစိတ်တော်တော်ကိုရှိတယ်လို့ပြောလို့ရတယ်နှောင်းလို့ဆိုလို့ရှိရင်နေ့လယ်12 နာရီလောက်စားချင်တယ်ဆိုတော့အမကိုကြိုပြီးတော့မှ12 နာရီအရောက်လှုပ်ပေးပါနော်ဆိုလဲသူလှုပ်ပေးတယ်ပေါ့နော်အစားတောက်ဆိုလို့ရှိရင်လေနှောင်းလို့အမဲသားမစားဘူးဆိုလို့ရှိရင်လည်းအမဲသားမစားတဲ့အကြောင်းပြောပြီးတော့မှသူအဆင်ပြေအောင်လေးလှုပ်ပေးတယ်ပေါ့နော်အရတာတွေကလေအကုန်လုံးထိမိကွလုံးဝ special ကိုကောင်းတဲ့ထဲမှာပါတယ်ဘိုက်လည်းအရန်စားနေလို့ထင်တယ်ဒီဟာကိုစားဖို့ဆိုလို့ရှိရင်လေမနဲ့စားတော့လုံးဝမစားထားဘူးပေါ့နော်နေ့လေရောက်မှပဲမနဲ့စားနဲ့ပေါင်းစားလိုက်မယ်ဆိုရင်မှတငယ်ချင်းတွေရီမောပြီးတော့စားဖြစ်တာပေါ့နော်နှုံလိုမျိုးအစားနည်းနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့လေ9ယောက်10ယောက်လောက်ထိကို AC စားလို့ရတယ်ပေါ့နော်အရသာတွေဆိုလို့ရှိရင်လေတစ်မျိုးပြီးတစ်မျိုးနှောင်းတေချာမှာပြောပြတတ်လို့ပေါ့နော်တော်တော်လေးကိုစားလို့ကောင်းတဲ့ထဲမှာပါတယ်ဟင်းနေဆိုလို့ရှိရင်လေမျိုးစုံပါတယ်ပေါ့နော်နှုံလို့အကြိုက်အာလူးထောင်းလဲပါတယ်ပြီးလို့ရှိရင်ဟင်းနုနယ်ရက်ကိုတုတ်ထားတာပေါ့နော်နောက်တစ်ခုကကြတော့ဝက်သားနဲ့မြစ်ချင်နဲ့ကြော်ထားတဲ့ဟာလေးပါမယ်မုံငင်းချင်ပြောတာဝက်သားနဲ့မုံငင်းချင်ကြော်ထားတဲ့ဟာပါတယ်အရွက်တုတ်ဆရာလေးလဲပါတယ်နောက်တစ်ခုကလေအိမ်ချက်ကိုမှသူတို့စပလီနေနဲ့ကြော်ထားတဲ့ဟာပေါ့နော်အိမ်ချက်ဆိုလို့ရှိရင်လည်းလေလုံးဝတော်တော်ကိုကောင်းတဲ့ထဲမှာပါတယ်နောက်တစ်ခုကလေဝက်သားကြော်လေးလဲပါသေးတယ်ပေါ့နော်အာရပါရတငယ်ချင်းနေစားလိုက်ရီလိုက်နေပဲပေါ့နော်ဘယ်ချိန်ကုန်လို့ကုန်သွားမှန်းတော့မသိဘူးဒီအမရဲ့သူ့ရဲ့ page လေးကိုနှောက်မာတဲ့ဟာလေးကိုနှောက် comment မှာတစ်ချက်ပြောထားပေးပါမယ်ရှင်နောက်နေ့တွေမှပဲစားပြတော့မယ်ထပ်ပြီးတော့မှ bye bye အဆုံးထိချီးပြီးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် see you the next video